ခုကျွန်တော်ပြောမယ့်အပိုင်းကတော့最ဆိုတဲ့ degree အမြင့်ဆုံးဆိုတဲ့အသုံးလေးပေါ့နော်အင်္ဂလိပ်စာမှာတော့ D3 နဲ့ D3 ဆိုတဲ့သဘောမျိုးပေါ့နော်ဂျပန်မှာက ichiban ရှိမယ်motomo ရှိမယ်နော် ichiban ကအရာတက်မှာအလွယ်သုံးတဲ့ပုံစံပေါ့နော်ဒါကရင်ကျေးတဲ့ပုံစံမျိုးအခက်သုံးတဲ့ပုံစံမျိုးဆိုတော့ motomo သုံးမယ်ပေါ့နော်ဒီပထမဆုံးတရုတ်လိုဘာသာပြန်ထားအရင်ကြည့်လိုက်မှာပေါ့နော်这部电影是最有趣的နော်这部电影ဒီရုပ်ရှင်ကားတဲ့ဆွဖြစ်ပါတယ်တဲ့最有趣的စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်တယ်နော်သူအတိတ်ကလည်းထောက်ပြန်ဖော်ပြပါပေါ့နော်ဆိုတော့是的နော်အတိတ်ကလည်းထောက်ပြန်ဖော်ပြနေမှာသုံးရကြားရတစ်ခုခုလာတယ်ပေါ့နော်ဆိုတော့最有趣的最ရဒီကအမြင့်ဆုံး有趣ကစိတ်ဝင်စားစရာကောင်းတာနော်စိတ်ဝင်စားစရာကောင်းတော့ဆိုရင်有趣နော်โอเคဆိုတော့这部电影ကရုပ်ရှင်ပုကဒီ电影အတွက်သုံးထားတဲ့ဒီတိုက်တာမှုစလုံးလေးပေါ့နော်ဆိုတော့ရုပ်ရှင်ကတကားရုပ်ရှင်ကနှစ်ကားရုပ်ရှင်ကသုံးကားရုပ်ရှင်ကလေးကားမျိုးပေါ့နော်ရုပ်ရှင်ကငါးကားဆိုရင်ဝူပုတရားရင်လိုမျိုးပေါ့နော်ဆိုတော့အောက်ကဥမာဂျပန်လိုဥမာကြည့်မယ်この映画が一番面白かったနော်このဆိုတာဒီပေါ့ဒီရဲ့映画ဆိုတာကရုပ်ရှင်ကတဲ့一番ဒီအမြင့်ဆုံးပါ面白かったစိတ်ဝင်စားတဲ့အကောင်းဆုံးဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့面白いရလာပေါ့နော်စိတ်ဝင်စားတဲ့အကောင်းတော့ဆိုတာမျိုးပေါ့နော်面白いဒီလိုက有趣ရမယ်ထင်ပါတယ်နံပါတ်2นี่က我最喜欢夏天နော်我最喜欢夏天ဆိုတာလေးပေါ့နော်我ကကျွန်တော်ပေါ့နော်最喜欢ဆိုတာနှစ်သက်ဆုံး喜欢ကနှစ်သက်တာကိုပြောတာနော်夏天ဆိုတာပါတယ်နွေရာသီကိုပြောတာကျွန်တော်ကနွေရာသီကိုနှစ်သက်ဆုံးနော်ဂျပန်လိုက夏が一番好きです夏が私は夏が一番好きですပေါ့နော်တကယ်တမ်းကျတော့ဆိုတော့夏ကဆိုတာဒီဘာလဲနွေရာသီကိုပေါ့နော်一番ဆိုတာကဒီအမြင့်ဆုံးပြောတာပါสุกิတိုင်းတဲ့တာပြောနော်สุกิดัสဆိုတော့နွေရာသီကိုအကြိုက်ဆုံးပေါ့နော်ဂျပန်လိုကြားတယ်ဆိုတော့夏が一番好きです okay နံပါတ်3မှာက这里是最便宜的超市哦这里ဒီနေရာပေါ့这里是ဖြစ်တယ်တဲ့最便宜的ဈေးချိုဆုံးပေါ့နော်超市哦 supermarket ဖြစ်တယ်ပေါ့နော် okay 便宜ကဈေးချိုတော့ပြောတာနော်ဒီမှာကဒီကနော်ဈေးချိုဆုံးစပန်ကမက်ကပဲနော်တဲ့တော်လေးပြောတာနော် all လေးထည့်ထားတယ်ဂျပန်မှာကြောက်ရောထည့်ပေးထားတယ်နော်ココが一番安いスーパーですよနော်ココが一番安いスーパーですよ okay ココကဒီနေရာကတဲ့一番安いဈေးချိုဆုံးスーパーဆိုစူပါမားကတ်ကိုပြောတာနော် that's your ဖြစ်တယ်ပေါ့ okay ဆိုတော့ဒီကဈေးချိုဆုံးစူပါမားကတ်ပဲနော်ဆိုတော့သဘောမျိုးပြောတာပေါ့နော်ဆိုတော့super က supermarket နော်超市နဲ့တူတူပဲပေါ့နော်ရဆိုဤကဖြန်းဤဆိုတဲ့သဘောနဲ့တူတူပဲပေါ့နော် okay နံပါတ်4这个方法是最有效的这个方法是最有效的方法ဆိုတာနီလန်းပေါ့နော်最有效ကပေါ့တာလေထိရောက်မှုရှိဆိုတော့ဒီနီလန်းကအထိရောက်ဆုံးပဲလို့ပြောတာပေါ့နော်ဂျပန်လိုကြတော့この方法がနော်もっとも効果的ですနော်この方法がもっとも効果的ですနော်方法ဆိုတာကနီလန်方法ကိုပြောတာနော်もっともဆိုဒီဂရီအမြင့်ဆုံး効果的ဆိုတာထိရောက်တာကိုပြောတာနော်効果的ဘာလို့တူလဲဆိုရိုးရှောက်နဲ့တူတူပဲနော်โอเคဆိုတော့ဒီနီလန်ကနော်ထိရောက်ဆုံးပဲလို့ပြောတာပေါ့နော်ရမယ်ထင်ပါတယ်အမှန်က他是全国最有名的科学家之一နော်他是သူကဖြစ်တယ်全国တနိုင်ငံလုံးမှာ最有名的နာမည်အကြီးဆုံးနော်有名ကနာမည်ကြီးอ่ะเนาะ科学家ဆိုတော့သိပ္ပံပညာရှင်တွေက知一ဆိုတော့တယောက်เนาะ知ကအနဲ့เนาะ一ကတယောက်ဆိုတော့ဒီမှာသူကတနိုင်ငံလုံးမှာနာမည်အကြီးဆုံးသိပ္ပံပညာရှင်တွေကတယောက်ပေါ့เนาะโอเคဂျပန်လိုက彼は国で最も有名な科学者の一人ですเนาะ彼はသူက国でဆိုတာကเนาะဒီနိုင်ငံမှာတဲ့最もဆိုဒီအမြင့်ဆုံးပြောเนาะ有名ဆိုတာက有名နဲ့တူတူပဲနာမည်အကြီးဆုံးပေါ့နော်မတ်တော်မပါတီရောလေနာမည်အကြီးဆုံးမတ်တော်မနာနာမည်အကြီးဆုံးကဒီခါခုရှာဆိုတာကသိပ္ပံရှင်တဲကပေါ့နော်တကယ်တဲက Hitoridas တယောက်ဖြစ်တယ်ပေါ့နော်โอเคခါတော့ว่าคนนี้แต่มดตัวมอยู่ไหนนะခါခုရှာနော် Hitoridas ဆိုတာကသူကတဲ့နိုင်ငံမှာနာမည်အကြီးဆုံးသိပ္ပံပညာရှင်တဲကတယောက်က not Hitoridas နော်သိပ္ပံပညာရှင်တဲကတယောက်ဖြစ်တယ်နော်ဒီလိုကြတော့质疑ဆိုနေနဲ့သွားတူတာပေါ့နော်โอเคနံပါတ်6ကြည့်မယ်တရုတ်လိုအရင်ရေးထားတရုတ်လိုအရင်ပါလာပြန်ပြမယ်ပေါ့နော်
世界上最长的河是尼罗河နော်世界上ကဘာပေါ်မှာတဲ့最长的အရှည်ဆုံးပေါ့河မြစ်ကတဲ့是ဖြစ်ပါတယ်နီလော河ဆိုတာနိုင်မြစ်ကိုပြောတာပေါ့နိုင်မြစ်ဖြစ်တယ်လို့ပြောတာပေါ့နော်世界上最长的河是尼罗河နော်ဒီကဘာမှာအရှည်ဆုံးမြစ်ကတော့နိုင်မြစ်ပေါ့နော်ဂျပန်လိုကြတော့世界で最も長い川はナイル川ですနော်世界でဆိုတာကတော့ကဘာပေါ်မှာတဲ့最も長いဆိုတာအရှည်ဆုံးဖြစ်တယ်တဲ့川မြစ်ကိုပြောနော်川မြစ်ကတော့တဲ့နာရီရူဂါဝါဒစ်နော်ဗာလဲနိုင်မြစ်ဖြစ်တယ်ပေါ့နော်โอเคရမယ်တင်ပါတယ်